ဆွစ်ဇာလန်နိုင်ငံကကမ္ဘာကြီးရဲ့ဘယ်လိုနေရာမျိုးမှာတည်ရှိနေတာလဲဆွစ်ဇာလန်နိုင်ငံမှာအဓိကဘာသာစကားဘယ်နှမျိုးရှိလဲဆွစ်ဇာလန်နိုင်ငံရဲ့နာမည်ကျော်အစားအစာတွေကဘာတွေလဲဆွစ်ဇာလန်နိုင်ငံရဲ့ဘဏ္ဍာရေးစနစ်ကဘယ်လိုမျိုးရှိသလဲဆွစ်ဇာလန်နိုင်ငံရဲ့ကမ္ဘာကျော် branded ပစ္စည်းတွေကဘာတွေလဲအစရှိတဲ့ဆွစ်ဇာလန်နိုင်ငံရဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုဒီဗီဒီယိုမှာအဓိကထားပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအနေနဲ့ဆွစ်ဇာလန်နိုင်ငံနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့သိချင်နေဆိုရင်ဒီဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကိုရိုသေလေးစားစွာအကြံပြုတိုက်တွန်းလိုပါတယ်ကဲဟုတ်ပြီဒါဆိုရင်အခုပဲဒီဗီဒီယိုကိုစလိုက်ကြအောင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Diamond Entertainment YouTube Channel ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုပါရစေဆွစ်ဇာလန်နိုင်ငံကတာဝန်ရိုးစွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီးတော့ကမ္ဘာပေါ်မှာအလှပဆုံးနိုင်ငံတွေထဲကနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့ခိုင်ခန့်တဲ့စီးပွားရေးတန်ရှင်းလှပတဲ့သဘာဝပတ်ဝန်းကျင်နာမည်ကြီးချောကလက်နဲ့နိုင်တွေကြောင့်လူသိများပါတယ်ဆွစ်ဇာလန်မှာအဓိကတရားဝင်ဘာသာစကား၄မျိုးရှိပါတယ်အဲ့ဒါတွေကတော့ဂျာမန်ပြင်သစ်အီတလီနဲ့ရောမဘာသာစကားတို့ဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့သမိုင်းကြောင်းမှာမတော်တဆဖြစ်နိုင်တဲ့စစ်ပွဲတွေမရှိခဲ့တာဟာနှစ်ပေါင်း200ကျော်ရှိနေခဲ့ပြီဖြစ်ပြီးနယ်မြေတွေထိမ့်သိမ်းနိုင်စွမ်းကအလွန်မြင့်မားပါတယ်နိုင်ငံရေးအနေနဲ့နိုင်ငံတကာဆက်ဆံရေးမှာ neutrality လို့ခေါ်တဲ့တီးခြားတည်ရှိမှုတွေကြောင့်ဆွစ်ဇာလန်နိုင်ငံဟာကမ္ဘာသမိုင်းကြောင်းမှာဘယ်တော့အခါမှစစ်ပွဲတွေမှာမပါဝင်ခဲ့ပါဘူးနိုင်ငံတစ်ခုလုံးမှာအလှမယ်လိုမျိုးအလွန်မြတ်တမတ်ကိုချစ်စရာကောင်းတဲ့တောင်တန်းမြေများနဲ့အေးမြတဲ့ရာသီဥတုရှိပါတယ်ဆွစ်ဇာလန်နိုင်ငံဟာကမ္ဘာအကောင်းဆုံးဘဏ္ဍာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်အထူးသဖြင့် Swiss Bank တွေဟာထူးခြားမှုအပြည့်ရှိပြီးအနုပညာရှင်တွေနဲ့နိုင်ငံရဲ့ထိပ်သီးခေါင်းဆောင်တွေတော်တော်များများကပတ်စံသိမ်းဆည်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ကမ္ဘာနာမည်ကြီး branded တွေဖြစ်တဲ့ Rolex, Tahua, Patek, Philippines နဲ့ Swatch နိုင်တွေဟာဆွစ်ဇာလန်နိုင်ငံမှာထုတ်လုပ်ထားတာဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံဟာနည်းပညာတိုးတက်မှုနဲ့ပညာရေးစနစ်ကောင်းမွန်မှုတွေကြောင့်ကမ္ဘာတစ်ခုလုံးမှာနာမည်ကျော်ကြားပါတယ်ဆွစ်ဇာလန်နိုင်ငံကနာမည်အကြီးဆုံးချောကလက်တွေနဲ့ cheese တွေကိုမဖြစ်မနေလူတိုင်းစားသုံးဖို့တင်ပါတယ်နိုင်ငံတော်ဝန်မှာ cheese တွေကိုများစွာပြုလုပ်လေ့ရှိပြီး snowboarding နဲ့ skiing တို့ကအထူးအားကစားအဖြစ်လူသိများပါတယ်ဆွစ်ဇာလန်ပြည်သူတွေရဲ့ life expectancy လို့ခေါ်တဲ့အသက်ရှည်မှုနှုန်းထားကလည်းအလွန်မြတ်တမကိုမြင့်မားပြီးတော့ကမ္ဘာအသက်ရှည်ဆုံးနိုင်ငံတွေထဲမှာဆွစ်ဇာလန်နိုင်ငံကနိုင်ငံတစ်ခုအနေနဲ့ပါဝင်နေပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့ကမ္ဘာလက်ခီးသွားတွေကိုအဓိကဆွဲဆောင်နေတဲ့အချက်ကတော့ Jungfrau Joch လို့ခေါ်တဲ့ဥရောပရဲ့အမြင့်မားဆုံးဖြစ်ပြီးတော့မီတာပေါင်း3454မီတာမြင့်မားတဲ့ရထားဘူတာတည်ရှိနေခြင်းပဲဖြစ်ပါတယ်နောက်ပြီးတော့ Matterhorn လို့ခေါ်တဲ့ဆွစ်ဇာလန်နိုင်ငံရဲ့နာမည်ကျော်တောင်ထိပ်ဟာကမ္ဘာလက်ခီးသွားတွေအတွက်ဓာတ်ပုံရိုက်ရန်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့နာမည်ကျော်မြို့ကြီးတွေဖြစ်ကြတဲ့ Lucerne, Interlaken, Geneva စတဲ့မြို့ကြီးတွေဟာဆွစ်ဇာလန်နိုင်ငံရဲ့ဗဟုသုတတွေနဲ့တောင်တန်းသဘာဝတွေကိုခန်းစားလိုသူများအတွက်အကောင်းဆုံးနဲ့အလှဆုံးမြို့ကြီးတွေပဲဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံကတောင်တန်းတွေရဲ့လှပမှုနဲ့လူနေမှုစနစ်ကောင်းမွန်မှုတွေကြောင့်ကမ္ဘာပေါ်မှာလူတိုင်းချစ်ခင်နှစ်သက်မှုကိုရရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ခရီးသွားဖို့အတွက်တော်၎င်းအလုပ်လုပ်ဖို့အတွက်တော်၎င်းသင်တန်းတက်ဖို့အတွက်တော်၎င်းဆွစ်ဇာလန်နိုင်ငံဟာအလွန်မြတ်တမကိုကောင်းမွန်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတော့လုံးဝအသေးချပါပဲအခုလိုမျိုးစိတ်ဝင်စားစရာတွေများစွာပါဝင်တဲ့အကြောင်းအရာတွေကိုသိရှိလိုရဆိုရင်ကျွန်တော်တို့ရဲ့ Diamond Entertainment YouTube Channel ကို Like and Subscribe လုပ်ပေးဖို့အမေ့ကြပါနဲ့နောက်ထပ်ဗဟုသုတရစရာတွေကိုနောက်ထပ်လာမယ့်ဗီဒီယိုတွေမှာမကြခင်ပြန်လည်ဝင်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ good luck ပါ